အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာလူတွေဘာကြောင့်မအောင်မြင်သေးတာလဲဆိုတဲ့အချက်လေး၃ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အကယ်၍စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လူအများစုကိုလိုချင်တာတွေရှိတယ်ကိုဖြစ်ချင်တာတွေရှိတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဘာကြောင့်မအောင်မြင်သေးတာလဲပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့လိုချင်တာကိုတိတိကျကျမသိသေးတာပါဒါကြောင့်လဲလူတွေကကိုဖြစ်ချင်တာကိုမအောင်မြင်သေးတာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့မလှုပ်သေးတာပါကျွန်တော်တို့မှာရည်မှန်းချက်တွေရှိတယ်ရည်ရွယ်ချက်တွေရှိတယ်အဲ့ဒီအရာတွေကိုလည်းသိတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့အနေနဲ့အဲ့ဒီအရာတွေကိုမလှုပ်ဆောင်ဖြစ်သေးတာကလည်းကျွန်တော်တို့ဘဝအောင်မြင်မှုအတွက်မဖြစ်သေးတာဖြစ်ပါတယ်နောက်ဆုံးတတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဘဝအတွက်လှုပ်ဆောင်ရမယ့်အရာတွေကိုဒီဇိုင်းမတ်လှုပ်ဆောင်ခြင်းမရှိသေးတာဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာလိုချင်တာတွေကိုလည်းသိတယ်တစ်ဆက်တည်းမှာပဲလှုပ်ဖြစ်တယ်သို့တော့အချိန်ကာလတစ်ခုအကြာအထိကျွန်တော်တို့ဒီဇိုင်းမလှုပ်ဆောင်ခြင်းရလဲမိတ်ဆွေရဲ့ဘဝမှာလိုချင်တာတွေကိုမရရှိရနဲ့ကြာဆုံးခြင်းဆိုတဲ့အရာစီကိုဥတည်သွားတာဖြစ်ပါတယ်အဲ့တော့ကိုလိုချင်တာတွေကိုရဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ပထမဆုံးကကိုဘာလိုချင်တာလဲဆိုတာကိုသိချသိဖို့လိုတယ်ဒုတိယတစ်ချက်အနေနဲ့အဲ့ဒီအရာကိုသိပြီဆိုရင်တကယ်လှုပ်ဆောင်ဖို့လိုတယ်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့အဲ့ဒီအရာကိုဒီဇိုင်းမတ်အောင်မြင်သည့်အထိလုပ်ဖို့လိုပါတယ်ဒီ၃ချက်ကလည်းမိတ်ဆွေရဲ့ဘဝအတွက်များစွာမှအထောက်အကူပြုပါလိမ့်မယ်တစ်ဆက်တည်းမှာပဲဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေbye bye